ပြန်လည်မွေးဖွားပြီးနောက်မှာကျွန်တော်ပထမဆုံးလုပ်ခဲ့တဲ့အရာကတော့ကိုးရောင်ချဲကောင်းကင်မျိုးစပါးကြီးမွေကိုလစ်လျူရှုလိုက်တာပါပဲအဲ့ဒီအစားဒီထိတ်တန်းအဆင့်အခွင့်အရေးကိုကျောင်းရဲ့ဘရင်မလေးစီလွှဲပေးလိုက်တယ်ပြီးတော့လူတိုင်းမုံတဲ့အဆင့် F အတုံးမကျတဲ့ပန်တာလေးစီကိုကျွန်တော်တန်းသွားခဲ့တယ်ဒါပေမဲ့ကျောင်းရဲ့ဘရင်မလေးကယူမတက်ဖြစ်သွားပြီးလဲလှယ်ဖို့တောင်းဆိုခဲ့တယ်အဲ့ဒီအချိန်မှာပဲအတိတ်ဘဝကမှတ်ဉာဏ်တွေနဲ့သူမလည်းပြန်ရောက်လာပြီဆိုတာကျွန်တော်သိလိုက်ရတယ်ပြီးခဲ့တဲ့ဘဝတုန်းကသူမကကိုးရောင်ချဲစပါးကြီးမွေကိုရွေးချယ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီစပါးကြီးမွေကကြီးထွားဖို့အချိန်မရခဲ့ဘူးကဘာပြက်ကရဲ့ပထမဆုံးနေ့မှာပဲအဲ့ဒီမွေကအေးတံကြောင့်အေးခဲပြီးတိတ်ဆုံးသွားခဲ့တယ်အချိန်ထဲမှာပဲကျွန်တော်ကတော့အဆင့် F ပန်တာလေးတွေနဲ့အသက်ရှင်ကျန်ရစ်ခဲ့တယ်အဲ့ဒီပန်တာလေးတွေစီမှာအေးတံကိုခံနိုင်ရရှိတဲ့စွမ်းရည်ရှိတယ်ဒါကြောင့်ကျွန်တော်ဟာအေးတံကိုမကြောက်တဲ့တူးလေးသောလူဖြစ်လာခဲ့တယ်သူမကအရန်ဒေါသတကြီးဖြစ်ခဲ့ပြီးမနာလိုဖြစ်ခဲ့တယ်ပန်နာသားကိုစားရင်လူတွေကိုနှွေးထွေးစေနိုင်တဲ့ဆိုတဲ့ကောလာဟာလာတွေကိုတောင်ဖြန့်ခဲ့သေးတယ်သူမကအတန်းဖော်တွေနဲ့တောင်ပူပေါင်းပြီးကျွန်တော်ပန်နာကိုခြုံခိုတိုက်ခိုက်ခဲ့တယ်ပြီးတော့ကျွန်တော်ရှိမှတင်ပန်နာဟုတ်ပေါ့ချက်စားခဲ့ကြတယ်လူနည်းစုဖြစ်နေတဲ့ကျွန်တော်ကဘာမှမလုပ်နိုင်ပဲသူတို့စားတောက်နေတာကိုကြည့်နေခဲ့ရတယ်ဝက်နစ်ပူဆွေးမှုတွေနဲ့ကြေကွဲပြီးတဲ့နောက်အဲ့ဒီနေရာမှာတင်ကျွန်တော်တေဆုံးသွားခဲ့တယ်မျက်လုံးပြန်ဖွင့်လာတဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ဝိညာဉ်သားရဲတွေကိုရွေးချယ်ရမယ့်နေ့ကိုပြန်ရောက်နေခဲ့တယ်အရင်တစ်ခေါက်ကလိုပဲပန်နာလေးကိုကျွန်တော်သွားယူဖို့လုပ်တုန်းစူရီတုံးကရုတ်တရက်အော်ပြောလိုက်တယ်နင်းကိုးရောင်ချဲစပါးကြီးမွေကိုယူလိုက်ပါငါကအဲ့ဒီပန်နာကိုပဲလိုချင်တယ်သူမအဲ့ဒီလိုပြောလိုက်တာနဲ့တန်းလုံးစူညံသွားတယ်ဆရာမဝမ်ရှုခံတော့အံ့ဩသွားတယ်ကိုးရောင်ချဲစပါးကြီးမွေဆိုတာရှီဟောင်းနှစ်သားရဲတကောင်ဆိုတာလူတိုင်းသိကြတယ်အစင် F ဆုပ်ပြတ်နေတဲ့ပန်နာကတော့ဝါဝါပြီးအချောင်ခိုနေတဲ့အကောင်တစ်ကောင်ပဲလေစူရီတုံးနေယူသွားပြီလားအဲ့ဒီစပါးကြီးမွေကနှစ်တစ်ထောင်မှာတစ်ကောင်ပဲပေါ်တဲ့သားရဲလေအဲ့ဒီအယူပန်တာကဝါစားဖို့လောက်ပဲသိတာအဲ့ဒါကစီးတော်ရင်ဖြစ်ဖို့တော့မတန်ဘူးမိုက်မဲနေတာတွေရက်လိုက်တော့ခွေးပီနဲ့အခုချက်ချင်းပြန်လဲလိုက်ဆရာမဝမ်ခွေးပီကအတန်းထဲမှာအဆင့်အနှိမ့်ဆုံးဖြစ်နေပြီသူသာအားနည်းဆုံးသားရဲကိုပါထက်ရသွားရင်သူ့တက်လုံးပျက်စီးသွားလိမ့်မယ်ကျမရဲ့အခြေခံကခိုင်ပါတယ်အဲ့ဒါကအဆင့် F အတုံးမကျတဲ့အကောင်ဖြစ်နေရင်တော့ကျမတေချာလေ့ကျင့်ပေးနိုင်ပါတယ်ဒါကြောင့်ခွေးပီနဲ့ဝိညာဉ်သားရဲလဲလှယ်ဖို့ကျမဆန္ဒရှိပါတယ်သူမအဲ့ဒီလိုပြောလိုက်တော့ဆရာမနဲ့အတန်းဖော်တွေကသူမကိုပို့ပြီးချီးကျူးလာကြတယ်မင်းတို့အားလုံးမြင်ကြလားဒါကတကယ်ပါရမီရှင်ဆိုတာပဲသူကအတန်းထဲမှာအတော်ဆုံးဖြစ်ရုံသာမကအရန်လဲသဘောကောင်းတယ်တချို့လူတွေနဲ့မတူဘူးခွေးပီမင်းပါစောင့်နေတာလဲမြင်မြန်ဆူရီတုံးကိုကျေးဇူးတင်လိုက်လေမင်းရဲ့အတူအယောင်ကျင်နာမှုတွေငါမလိုဘူးငါဒီပန်နာကိုပဲလိုချင်တယ်ခွေးပီကောင်းမှမနေနဲ့တော့မင်းမာနရှိတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ဒါကမင်းရဲ့အနာဂတ်နဲ့ဆိုင်တယ်ငါတကယ်ပဲမင်းအတွက်လုပ်ပေးနေတာပါမင်းလည်းပြန်လဲမွေးဖွားလာတာပဲဟုတ်တယ်မလားပြီးခဲ့တဲ့ဘဝတုန်းကမင်းကောင်းကင်မျိုးစပါးကြီးမွေကိုရွေးချယ်ခဲ့တယ်လူတိုင်းမုံနဲ့ပန်နာကိုပဲငါရွေးချယ်နိုင်ခဲ့တယ်ဒါပေမဲ့လောက်ဝက်ကြာမှာအေးခဲကဘာပြက်ကကြီးရောက်လာခဲ့တယ်မင်းရဲ့မြင့်မြတ်တဲ့သွေးပါတဲ့စပါးကြီးမွေကကြီးထွားဖို့အရန်နေကွေးလုံးလို့ပထမဆုံးနေ့မှာတင်အေးခဲပြီးတည်သွားခဲ့တယ်ဒါပေမဲ့ငါရဲ့ပန်နာလေးကိုတော့ငါကိုယ်တိုင်တလုတ်ချင်းကျွေးမွေးပြုစုခဲ့တယ်အဲ့ဒါကမြင့်မြတ်တဲ့အေးတံခံနိုင်ရေးစွမ်းအားကိုနိုးထလာစေခဲ့တယ်အဲ့ဒါကြောင့်ကဘာပြက်ကမှာငါဟာအေးတံကိုမကြောက်တဲ့တူးလေးသောလူဖြစ်လာခဲ့တယ်မင်းကအယမ်းမနာလို့ဖြစ်ခဲ့ပြီးငါပန်နာလေးကိုအမြဲတမ်းရန်စဖို့ကြိုးစားခဲ့တယ်ငါနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကိုဖျက်သိမ်းဖို့မင်းကြိုးစားခဲ့တယ်ဒါပေမဲ့သူကမင်းကိုလစ်လျူရှုလိုက်တဲ့အခါမင်းကတားရဲရဲ့စွမ်းရည်ကလူတွေကိုနှွေးထွေးစေနိုင်တယ်ဆိုတဲ့ကောလာဟာလာတွေကိုနေရာအနှံ့ဖြန့်ခဲ့တယ်ပြီးတော့ငါပန်တာလေးကိုနာကျင်အောင်လုပ်ဖို့လူတွေခေါ်လာခဲ့တယ်အခုမင်းကငါပန်တာကိုထပ်ပြီးလူယူချင်နေပြန်ပြီလားအိမ်မက်တာမက်နေလိုက်ကျွန်တော်ပန်တာလေးကိုကြောင်တောင်နဲ့စိုက်ကြည့်နေမိတယ်အံ့ဩစရာကောင်းတာကသူကလည်းဝါးကိုကင်ပြီးကျွန်တော်ကိုပြန်ကြည့်နေတယ်နောက်တစ်စက္ကန့်မှာပဲသူကသူ့လက်ဘွားလေးနဲ့ဝါးထိတ်ကိုညှစ်လိုက်ပြီးလေထဲမှာဆက်ဝိုင်းငယ်လေးတစ်ခုဆွဲလိုက်တယ်အဲ့ဒီလှုပ်ရှားမှုကမြန်ဆန်ပြီးပေါ့ပါတယ်တာမန်ကစားနေတယ်လို့မျိုးပဲစူရီတုံးကသတိမထားမိပေမဲ့ကျွန်တော်နှလုံးသားကတော့တုံ့လှုပ်သွားတယ်ကျွန်တော်မျက်လုံးတွေချက်ချင်းညီရဲလာတယ်ဘာလို့လဲဆိုတော့အဲ့ဒါကပြီးခဲ့တဲ့ဘဝတုန်းကကျွန်တော်တို့သဘောတူထားတဲ့အချက်ပြတင်နေတာဖြစ်နေလို့ပဲအနေနဲ့ကြုံလာတိုင်းသူအမြဲတမ်းပြောလို့ရှိတဲ့စကားအကိုမကြောက်နဲ့ငါဒီမှာရှိတယ်မင်းလည်းပြန်ရောက်လာလိမ့်မယ်လို့ငါဘယ်တော့မှမထင်ထားခဲ့ဘူးကျွန်တော်ချက်ချင်းမျက်နှာလွှဲလိုက်ပြီးတည်ငြိမ်အောင်ကြိုးစားလိုက်တယ်ပြီးတော့စူရီတုံးဘက်ကိုပြန်လှည့်ကြည့်လိုက်တယ်ငါအတွက်မင်းစိုးရိမ်ပေးစရာမလိုပါဘူးကိုးရောင်ချဲစပါးကြီးမွေကမင်းနဲ့လုံးဝလိုက်ခတ်ပါတယ်ဒါပေမဲ့ကျွန်တော်စကားမဆုံးခင်မှာပဲညာဘက်လက်ကဝတ်ကရုတ်တရက်တင်းကျပ်သွားတယ်ငုံကြည့်လိုက်တော့ကိုးရောင်ချဲစပါးကြီးမွေကကျွန်တော်လက်မောင်းကိုရစ်ပတ်ထားပြီးပြီအဲ့ဒါကကျွန်တော်လက်ကဝတ်ကို၃ဘက်ရစ်ပတ်ထားတယ်ရစ်ပတ်မှုတိုင်းမှာတန်တောင်ရောင်ကွင်းလေးတစ်ခုစီပေါ်လာတယ်၃ဘက်ပြည့်သွားတဲ့အခါကွင်းတွေကချိတ်ဆက်သွားပြီးတိတ်သေးတဲ့ဂါထာတွေဖြစ်ပြောင်းလဲသွားတယ်ဂါထာတွေကလက်ကဝတ်ကနေပခုံးထိပြန့်နှံ့သွားတယ်ချက်ချင်းပဲစာချုပ်ကပြီးမြောက်သွားတယ်လူအုပ်ကြီးကချက်ချင်းဆူညံသွားတယ်မဖြစ်နိုင်တာကိုးရောင်ချဲစပါးကြီးမွေကသူ့ကိုကိုယ်တိုင်ရွေးချယ်သွားတာလားပြီးတော့အဲ့ဒါကအသက်နဲ့တည်ခြင်းတွေးသားစာချုပ်ဖြစ်နေတယ်ဖះရည်ခွေးပီရဲ့ကံကတကယ်ပဲယူလောက်เสียရပဲယူလောက်เสียအသက်နဲ့တည်ခြင်းဆိုတာဘာအဓိပ္ပာယ်လဲမင်းသိလားငွေတည်ရင်သူလည်းတည်ရမှာပဲပြီးတော့အဲ့ဒီအကောင်ကမွေးမြူရတာခက်ခဲတယ်ခွေးပီတော့လုံးဝသွားပြီပဲစူရီတုံးကလူအုပ်ကြားမှာရက်နေပြီးသူမနှုတ်ခမ်းတွေကအနှဲငယ်ပြုံးရောင်တန်းနေတယ်သူမဘာချန်စီနေလဲဆိုတာကျွန်တော်တေချာသိတယ်အဲ့ဒီကိုးရောင်ချဲစပါးကြီးမွေကပြီးခဲ့တဲ့ဘဝမှာအေးခဲတည်ဆုံးသွားခဲ့တာလေဒီတစ်ခေါက်လဲသူထပ်တည်နိုင်ခြင်းများတယ်အခုတော့အသက်နဲ့တည်ခြင်းစာချုပ်ကကျွန်တော်တို့ကိုအတူတကွချိတ်ဆက်လိုက်ပြီဒါကြောင့်သူမကဘာမှမလုပ်ပဲထိုင်ကြည့်ပြီးအမျက်ထုတ်နိုင်ပြီပေါ့စပါးကြီးမွေကကျွန်တော်နဲ့အတင်းကျပ်စာချုပ်ချုပ်ဆိုပြီးတဲ့နောက်အေးဆက်တဲ့အကြည့်တွေနဲ့တီးတူပြောတန်တွေကြားကနေကျွန်တော်ခုံကိုပြန်လျှောက်လာခဲ့တယ်ကျွန်တော်ရင်ခွင်ထဲကမွေလေးကသူ့ခေါင်းကိုမော့ထားတယ်ရုတ်တရက်အာနာရှင်ဆန်တဲ့မိန်းကလေးတန်တစ်ခုကကျွန်တော်ခေါင်းထဲကိုတက်တက်ဝင်လာတယ်မင်းပါကြည့်နေတာလဲငါနာမည်ကယွမ်စီမင်းငါကိုအရှင်ယွမ်စီလို့ခေါ်ရမယ်မင်းကငါစိတ်ထဲကနေစကားပြောနိုင်တာလားဒါပေါ့ငါပြောနိုင်တာပေါ့မင်းဘာဖြစ်သွားတာလဲငါမင်းကို၆လက်လိုက်လို့ကြောင်သွားတာလားမကြောင်ပါဘူးအတန်းထဲမှာလူတွေအများကြီးရှိတာကိုမင်းမလို့ငါ့ကိုရွေးချယ်ခဲ့တာလေဟင်းငါလိုချင်လို့ပေါ့ဖနက်ဖီအားပေးတဲ့သူတွေကိုငါယုံတယ်မင်းကတော့အားနေပေမဲ့အဲ့ဒီလိုလူတွေထက်အဆတစ်တောင်းလောက်ပိုကောင်းတယ်ကျောင်းရဲ့ဘရင်မအတူအယောင်ဒါပေမဲ့ငါရဲ့ပါရမီကတာမန်ပဲလေငါကမင်းကိုဆွဲချမိမှာမကြောက်ဘူးလားကိစ္စမရှိပါဘူးငါရှိနေတဲ့၍မင်းကိုဘေးကင်းအောင်ကာကွယ်ပေးမှာပါစင်မြင့်ပေါ်မှာဆရာမဝမ်ရှုဖန်ကစာချုပ်ကာတာတွေဘယ်လိုဆွဲရမလဲဆိုတာစတင်ရှင်းပြနေတယ်
လူတိုင်းသိထားတဲ့လောက်ကတော့စာချုပ်တွေကိုများသောအားဖြင့်လူတွေကပဲစတင်လေ့ရှိကြတယ်။တားရဲတွေကတဘာဝအရာမာနကြီးတတ်ကြတယ်။ဝိညာဉ်သားရဲ့အကောင်ပေါက်လေးတွေတောင်ချွင်းချက်မရှိဘူး။သူတို့မှာနူးညံ့တဲ့စိတ်သဘောထားတွေရှိနိုင်ပေမဲ့သူတို့သဘောကျတဲ့လူနဲ့တွေ့ရင်တောင်မှစာချုပ်ကိုအရင်ကမ်းလှမ်းလေးရှိတာကအလွန်ရှားတယ်။ညွှန်ကြားချက်တွေပြီးသွားတဲ့အခါကျောင်းသားတွေကသူတို့ရဲ့ဝိညာဉ်သားရဲတွေနဲ့တရားဝင်စာချုပ်ချုပ်ဆိုဖို့ချက်ချင်းစတင်လှုပ်ဆောင်ကြတယ်။စူရီတုံးကပထမဆုံးစတင်ခဲ့တယ်။ဝိညာဉ်စွမ်းရည်တွေကသူမရဲ့လက်ချောင်းထိပ်မှာစုဝေးလာပြီးလေထဲမှာစာချုပ်ပုံစံတစ်ခုကိုဆွဲလိုက်တယ်။အလင်းလွာတွေကအပြင်ဘက်ကိုပြန့်နှံ့သွားပြီးယွန်ပေါင်ကိုအထဲမှာအပြေးအဝရစ်ပတ်သွားတယ်။ဒါပေမဲ့တာမန်ပန်နာလေးကတိတ်တဆိတ်လက်ဖွားလေးဆန့်ထုတ်ပြီးပုံစံတစ်ခုကိုပြောင်းလဲလိုက်တာကိုဘယ်သူမှသတိမထားမိခဲ့ဘူး။ဒါကြောင့်ဒန်းတူညီမျှစာချုပ်ဟာလိုဝက်စွာအစားထိုးခံလိုက်ရပြီးသခင်နဲ့ကျွန်စာချုပ်အဖြစ်ပြောင်းလဲသွားခဲ့တယ်